တင်းညာလေးညင်းလူလင်းမြူရွှင်တော့သေးပရောက်ရွှေထုံတဲ့ဝက်မောင်းဝက်ဆန်ကြတွေဝီကြိုင်လျားလို့သာရွှင်လန်းစွာပဲ့ဖြန်းကငွေငန်းကိုကြိုလာပါတော့တယ်လေဘယ်သူတွေထိုးလေးပြေကိုစေဟောဒီရင်နံပိတ်မှငွေငန်းအတိတ်ခံရောက်ပြန်ပြီလေစောင်းနှင်းပါပါလွင့်ချာတောင်ရင်ဖြူဖြူတွင်ရွက်ဝါတွေဖွေ့ဖွေ့ကြွေသည်နှင့်ကြံရနံ့လေးကို like နဲ့တတိယလိုက်ကြသည်အခုမှတပေါင်းလာပင်မဖြစ်သေးဟုညီသူကဆိုစေကမူစောင်းပုံရိပ်ထူထူတွင်နှွေးပုံရိပ်ပါပါလေးဝင်လာကြတဲ့ကကြံရနံ့သည်လူတိုင်းရင်နဲ့တိတ်တခိုးဝင်လာသည်ကြည်ပြန်အခုတော့ကြံရနံ့အဖြစ်ဥဥပြပြဝင်လာတတ်တာကကက်ဆက် CD VCD ကြံများကကြံတချင်းများပဲဖြစ်သည်လွန်ခဲ့သောနှစ်20အရှိပိုင်းကာလများမှာကတော့အခုလိုຫນွေရနံလေးရလာသည့်နှင့်ရွက်ဝါရီဖွဲ့ဖွဲ့ကျွန်းနေသည့်ယူရန်ကျဲကျဲကိုပင်ကြီးများ၏ပင်စီမှာကြံအဖွဲ့ကြောင်းညာပိုစတာတွေဖွေးဖွေးလှုပ်လာတော့သည်မေနုရင်တို့ပြောမည်ဒေါ်လာတင်ထန်စီရင်ပေးပါဖိုးတကြားတို့ထွက်လို့လာအမြင့်တော်တာတွေပြောကျင်လုံးလို့ဝင်ကြီး30ချက်ဝင်းစန်သားရင်စီရင်ပေးပါစတဲ့ပိုစတာများဖြစ်သည်နှစ်စဉ်ဆင်နွှဲနေကြအသင်းကြီးများကလည်းအသင်းတရားအိမ်၌ဖြစ်စေအသင်းတိုင်း၌ဖြစ်စေလူစုကြပြီးဘဲသချင်းတွေစက်ကြမည်ဘလို့အလိုက်ဘလို့အသွားဘလို့စာသားတွေရီးဖွဲ့ကြမည်အလှပြရင်ကိုဘဲတို့ဘဲပုံပြင်ဆင်ချက်သားကြမည်ဆိုကတိုင်ပင်ကြသည်နှီးနှောကြသည်မကြမီမန္တလေး၏ရက်ွက်အသီးသီးဝင်းသီးသီးမှာတီလုံးတိုက်တန်တွေပြန်လွင်လာသည်ဝင်းလေကောင်နှီးကြောဖြာကြီးခင်းပြီးအောက်လင်းတမီတွေထွန်းကြီးကအတီးတိုက်အကတိုက်ကြသည်အတင်းတိုက်တွေမှာလည်းနေညမပြတ်သချင်းတန်တွေဂီတတန်တွေဆက်နေသည်ထိုစဉ်ကမန္တလေးမှာအမျိုးသားအလှပြအသင်းကလည်းအရေးအတွက်ရာချီရှိသည်အမျိုးသမီးအခန့်ရည်သပင်အဖွဲ့ကလည်းအသင်းမောင်းရာချီရှိကြ၏မန္တလေးမှာကလူတိုင်းလိုအမှုပညာနဲ့မဝေးကြတီးတတ်မှုတ်တတ်ဆိုတတ်ကားတတ်ယုံများမကတချင်းကိုလည်းရေးတတ်ချွတ်တတ်တန်စင်တေးသွားများကိုလည်းစက်တက်ဟတ်တတ်ကြသည်ထို့ပြင်ပကြီးပပုရုပ်လုံးကြွစပကြီးအတက်များကလည်းမျက်စိရည်ဝကရင်ပါနေကြသဖြင့်ကိုဆိုင်ရာအလှပြရင်တွေမန္တတ်တွေကိုလက်ဆွမ်းပြကြသည်အမျိုးသားအသင်းဖြစ်စေအမျိုးသမီးအသင်းဖြစ်စေအသင်းတစ်သင်းစီမှာထို့သောအမှုပညာဝါသနာခံရှိသူဥယေ90ဝန်းကျင်ရှိသည်ထားအသင်းအဖွဲ့ပေါင်း200တွင်လူ1000ရှိသည်အမျိုးသားအသင်းဖြစ်စေအမျိုးသမီးအသင်းဖြစ်စေအသင်းတစ်သင်းစီမှာအမှုပညာနှင့်ပတ်သက်၍ကျွမ်းကျင်လိမ္မာသူ9ဦးရှိသည်ထားအသင်း200တွင်လူ1000ရှိသည်အမျိုးသားအသင်းဖြစ်စေအမျိုးသမီးအသင်းဖြစ်စေအသင်းတစ်သင်းစီမှာတစ်နှစ်လျင်တချင်းပုတ်ရည်9ပုတ်ပဲပြပြရှိသည်ထားအသင်း200တွင်တစ်နှစ်လျင်တချင်းပုတ်ရည်1000ရှိသည်ဂိုင်းတကြံတစ်နှစ်မှာပင်ရလာလိုက်သည့်အမျိုးသားအမွေနှင့်အမှုပညာပစ္စည်းတွေကနည်းနည်းနောမဟုတ်1930ဝန်းကျင်မှသည်1980ဝန်းကျင်250အတွင်းမန္တလေးတစ်မြို့ထဲမှာပင်ကြံကြောင်းရလာသည့်တခြင်းတွေဂီတတွေတန်ချက်တွေပကြီးတွေစသောအမှုပညာပစ္စည်းတွေကိုမှန်းဆသာကြည့်ပါလေရောတခြားမကြည့်ပါနဲ့နာမည်ကျော်မြို့မအသင်းတစ်သင်းနဲ့ကိုပဲကြည့်ပါပြီတနည်းလျင်တခြင်းအသစ်9ပုတ်ပဲအနည်းဆုံးထားတကယ်တော့9ပုတ်နဲ့10ပုတ်ကြာရှိပါ၏250တွင်ကြံတချင်းပေါင်းပုတ်ရည်250ရှိနေပြီလေလွန်ခဲ့သည့်2နှစ်လောက်စီကရန်ကုန်မှနာမည်ကျော်တေးစီရီထုတ်လုပ်သူတူဦးကနှစ်စဉ်ရေပန်းစားနေသောကြံတချင်းဟောင်းများ VCD ထုတ်လုပ်နေမှုပေါ့မီဒီယာကမင်းမြန်ရာကြံတချင်းတွေမှာကထုတ်ချာမရှိတော့ဘူးမန္တလေးကဆရာတွေမရေးနိုင်တော့ဘူးထင်တယ်ဟူသောသဘောမျိုးဖြေချခဲ့သည်သူထုတ်တာအလွန်ဆုံးပုတ်90ရှိမှာပေါ့သူမတည်သောကံဝင်ချင်းကြီးတွေကအများကြီးရှိသေးသည်ပြောစမှတ်လေးပင်တစ်ခုရှိသည်အခုလိုကြံနာနီတရက်ဖြစ်မှာပေါ့ပုံမတီးတီးကြကြဆိုရလျင်အခုလိုကြံနာနီတညသာဖြစ်မှာပေါ့လမ်း80နဲ့15လမ်းဝင်းကျင်ကျုံတွင်းရေခတ်ရန်ခင်းထားသောတရားလေးပေါ်ဖြာကလေးခင်းကခေါင်းအောက်လက်ခုပက်လက်အိပ်၍ကောင်းငင်မောကကျဲတွေကြည်ရင်
လူငယ်လေးနှစ်ဦးစကားပြောနေကြတဲ့တဦးကမန္တလေးပကြီးကျောင်းစဉ်တဦးကမန္တလေးစိုက်ဖြိုးရေးတက္ကသိုလ်ကျောင်းသားသကောင်ကျော်မောင်ထဲမှာမြောက်နားစီကလူတဦးကလည်းလက်ထဲမှာပစ္စည်းလေးတစ်ခုကင်ပြီးလူသူတယောက်တလေကိုရှာဖွေနေပုံဖြင့်ခတ်တုတ်တုတ်လမ်းလျှောက်လာသည်လူငယ်လေးနှစ်ဦးအိမ်ရင်စကားပြောနေသောတရားနာလေးအရောက်လမ်းလျှောက်လာသူကဟေးဘသူတွေလဲကွာဟုအတန်ပေးရင်အနာကပ်လာတော့ဟာဘသူများလဲလို့ဗရင်ရှာပါလားဘာလဲဗျာဟုပြန်၍အတန်ပေးသည်ဟာတောင်းနဲ့စိန်မောင်ဝင်းလာတော်ပဲငါတချင်းတစ်ပုတ်ရလာလို့မင်းတို့နားထောင်ကြည့်ကြစမ်းကွာငါနားထောင်မဲ့သူလိုက်ရှာနေတာတယောက်မှမတွေ့လို့ဟုလမ်းလျှောက်လာသောဗရင်ရှာဆိုသူကသူတို့ဘေးဝင်ထိုင်ရင်းပြောသည်သူ့လက်ထဲကပစ္စည်းလေးကတရောလေးတစ်လက်ထို့နောက်ဗရင်ရှာကတရောကျိုးတွေကိုခတ်ကြမ်းကြမ်းညှိ၏အများတကာလိုတရောကိုမေးပြအောင်ညှက်ဖဲဘဲရင်ညွန့်အောက်နေရာထောက်သည်ဘူရန်ကိုတရောကျိုးပေါ်တင်ပြီးပုတ်အဆွဲချွဲနွဲ့တန်စင်လေးအီညံ့ညံ့ထွက်ပေါ်လာ၏ပြီးတော့သူ့နှုတ်ဖျားကတချင်းတစ်ပုတ်ပွင့်အံကျလာသည်ဤသို့ဖြင့်ယနေ့တိုင်းနာမည်ကျော်ကြားနေသောအိမ်မက်စီတမန်တချင်းကလေးသူ့တရောစီကလှလှပပလွန်လွန်ဆွတ်ဆွတ်ထွက်ပေါ်လာသည်ထို့အတူမြူးမြူးကြွကြွလန်းလန်းဆန်းဆန်းနှစ်ဦးကြိုလေးပြီးအေးမြအတာမြိုင်ဆိုင်မြိုင်ခိုင်စသောတကြံတချင်းများနှင့်အတူနဂါးမဲ့ရေးသမင်တချင်းနှင့်အခြားပြဆက်တချင်းပေါင်းများစွာသည်ထိုပရင်ဆရာ၏တရောလေးစီမှဖူးပွင့်ဝေစာရန်နှံကြံခဲ့ပြီပရင်ဆရာဆိုတာဤသို့သောအနုပညာအသီးပွင့်တွေဖူးပွင့်စေခဲ့သူနှုရင်ဦးတန်းကျွဲပကြီးကျောင်းစင်းဆိုသောလူငယ်လေးတောင်းတောင်းဆိုတာယနေ့နာမည်ကျော်ဒရိုက်တာမောင်ရင်အောင်စာပြိုးရေးတက္ကသိုလ်ကျောင်းသားစိန်မောင်ဝင်းဆိုတာကွယ်လွန်သူစာရေးဆရာဝင်းစီသူအာကလူတွေကြီးမန္တလေးမှာတခိတခါကရဲသားများထဲမှအနုပညာသမားတွေခန့်များထွက်ပေါ်ခဲ့တာတကြံကြောင့်ဖြစ်သည်တကြံသည်မိမိတို့ရင်တွင်ရှိနေသောအနုပညာဗီဇကိုနိုးထစေသလိုပြိုးထောင်အညွန့်အညောက်ရှင်သန်ကြီးထွားရာမြေဩဇာအပြည့်ရှိသည့်ပြိုးကင်းခြင်းနှင့်တူသည်လွတ်လပ်လပ်အယုတ်အလက်အမြတ်မရွေခန်းစားရေးဖွဲ့ကွန်မြူနိုင်သည်ရှေ့ကနောင်တော်အမတော်များဆက်ဟတ်တီကုံတိမုတ်ကခုံရေးဖွဲ့ချတာကြည်ရင်အားကြမခံစိတ်ဖြင့်ညီငယ်နှမငယ်များကလည်းအနုပညာမျိုးဆက်အမွေကိုလက်ဆင့်ကမ်းခံယူခဲ့ကြခြင်းဖြစ်သည်သူခုမှအလုပ်သည်သပင်တဲ့ပညာတဲ့အလုပ်ဟုတီးသန့်ခွဲခြားမထားအလွှာပေါင်းစုံလူတိုင်းစိတ်ကစိတ်ကြိုက်ခံစားဖန်တီးနိုင်သည့်ပတ်ဝန်းကျင်ဖြစ်ခဲ့၏ထို့ကြောင့်ယနေ့အထိထင်ရှားရသောတကြံသချင်းတွေတီလုံးတီကော့တွေကိုဖန်ဆင်းခဲ့ကြသူများကမျက်မှန်ကြီးတဝင်းဝင်းပေကျိုးပခုံးတင်ကအထည်တွေညှက်ကိုက်ချုပ်နေသောဆက်ချုပ်ဆရာလည်းဖြစ်သည်အားချိန်မက်ဒလင်တလက်နှင့်ဂီတနှင့်အတူနေသည့်စန်တဆရာလည်းဖြစ်သည်ခြေနှင်းဖောက်ဖို့လေးနှင့်လက်ဝဲရတနာပစ္စည်းတွေပြုလုပ်နေသည့်ဗရင်ဆရာလည်းဖြစ်သည်ထို့အတူကျောင်းဆရာဝန်ထမ်းဝါရှော့သမားကျောင်းသားဆရာဝန်ဈေးသည်ပွဲစားကျူရှင်ဆရာဖနက်ထောင် EPC လိုင်းမန်စားရိုက်ဘူးအပျော်ရမ်းမိသက်သမားလက်ဖေးဆိုင်ပိုင်ရှင်စသည့်အရက်သားတွေစီကအဖိုးရန်အမှုပညာပစ္စည်းတွေတွင်တွင်ကြဲကြဲကြီးထွက်ပေါ်ခဲ့သည်လွန်ခဲ့သောနှစ်90ကျော်ကဖြစ်မည်အခုလိုရာသီမှာဒါရန်ရရှိမြို့မအသင်းလိုက်ကြီးတွင်တကြံအတွက်တကြံသချင်းတွေကျူတင်ရေးဆက်ခါတီလုံးတိုက်နေကြသည်အများဆုံးရေးဆက်သူကဆရာမြို့မငိန်ဖြစ်မှာပေါ့ဒေါင်ယိုဥယျင်လေးကလည်းရေးဆက်မည်ဥပသိန်းကလည်းအများပြရေးဆက်မည်တခြားပုဂ္ဂိုလ်တွေကလည်းရေးဆက်ကြမည်တမျိုးလုံးတီလုံးမြိုင်မြိုင်တိုက်ကြကလေးကညနေဆောင်သည့်နှင့်ကာလာသားကာလာသမီးတွေကအုပ်စုဖွဲ့ပြီးတီလုံးတိုက်ကြသည့်နေရာအသီးသီးသို့တွားရောက်ကြည့်ရှုကြသည်တဝင်းဝင်တဝင်းထွက်တရက်ဝင်တရက်ထွက်တသင်းဝင်တသင်းထွက်ထိုစဉ်ဒါရန်ရက်ကမြို့မအသင်းတိုက်ရောက်တော့တီလုံးတိုက်၍ညက်နေသောတချင်းတစ်ပုတ်ကကြားရသူပေါင်းရင်ထဲဆွဲညှိသွားစေတော့သည်အထူးသဖြင့်32လမ်းယွန်ဒိုင်ယန်လှပြူပြူကလေးတွေကထိုတကြံတချင်းလေးကို
တသားသားဖြစ်သွားကြလေသည်တင်ကြံလေးညင်းလူလေးမြူရှင်တော်လေးပရောက်တွေထုံနဲ့ဝတ်မုံဝတ်ဆန်ကြတွေဝီစပြန်းလို့သာဖြတ်တန်းကကြိုင်လန်းစွာငွေငန်းကိုကျူလာပါတော့တယ်လေဘယ်သူတွေဒိုလေးပြေကိုစေဟော်ရီရေနံပိတ်မှငွေငန်းတိတ်ချမ်းရောက်ပြန်ပြီလေထိုစာသားကလေးကညံ့ညောလှပသောတန်စနစ်အတူရင်ထဲကတဆင့်နှလုံးသားရဲ့ထိစီးဝင်ဆွဲမြဲသွားသည်ပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်းပြိုတို့မောင်ကြီးတွေလေပြေလေညင်းနဲ့အတူရောက်လာမည်ရေနံပိတ်မှန်ဆိုတာမိမိတို့ကိုယ်တိုင်ပင်ဖြစ်လိုက်ပါစေတော့ဒီအတွေ့ဒီဆန္ဒတွေယွန်းနန်းသူလေးတွေတိုင်းဤရင်ထဲမှာဥသွားပြီမို့အိမ်ရောက်သည့်နှင့်တစုတဲ့တဝေးတဲ့မတိုင်ပင်ကြရပဲအိမ်ရှိကရင်ကြီးတွေထုတ်ကြသည်ပြီးတော့ဆက်လိုက်ကြသည်တကြံမန်းနဲ့တလုံးစာအကျယ်ဝန်းရတော့အိမ်ကလူကြီးတွေကိုဖွင့်ဟအတီးပေးလိုက်ပြီးဝါလုံးတိုင်းနှစ်တိုင်းထူကာ6ပေ2ပေအရွယ်ပိတ်ဆရှည်၌ရေနံပိတ်မှန်ဟုသောပကြီးစလုံးအနှံရေးဆွဲပြီးဆိုင်းဘုတ်ထူလိုက်တော့သည်ပတ်စံရှိခေပညာတတ်အချောလှယွန်းနန်းသူလေးတွေဤရေသပင်အဖွဲ့ကထိုနှစ်တကြံမှာနာမည်ကြီးလာသည်32လမ်း84လမ်းနှင့်85လမ်းကြားအယောင်းဝယ်ဖြစ်ထွန်းသောမြို့လယ်ရပ်ကွက်မှုလူသည့်ထင်ရှားစီကားလာသည်နာမည်ကျော်မြို့မအသင်းကြီးကလည်းငွေငန်းရုပ်လုံးကြွအလှပြရင်ကြီးနှင့်တူရိယာသံညံ့ညောမြိုင်ဆိုင်စွာအော်ရီရေနံပိန်မငွေငန်းထိတ်ချမ်းရောက်ပြန်ပြီလေနှစ်ဦးကီတာလက်ဆောင်ပြိုအောင်လေတာဝန်ချီလာပေါင်းကားတဲ့ဒုမေလာပေါင်းကားတဲ့ဒုမေလောင်းမာလာတင်းကြံရီရွှဲအောင်လောင်းမိမှာပါစေဆိုတော့တကြံအကျိုးအကြာအကျက်အတက်လေးရဲ့စလုံးဆက်ဟက်လိုက်ဖက်ထင်ရှားကြော်ကြားသွားလေတော့ဤသို့ဖြင့်အရှင်လာကြီးမလာသောမန်းလေးတကြံတိုင်းတွင်ရေနံပိတ်မှန်ကဆင်နွှဲခဲ့ရာမှတ်မှတ်ရရပြောစမတ်ပြရအောင်ကန်ဝင်တွင်ခဲ့လေပြီတင်းညာလင်းချင်းလူလင်ကလေတဆန့်ဆန့်ခေါင်းတမမော့ဖြင့်နှစ်စင်မပြတ်ပျော်ခဲ့ပါလေ၏ရေနံပိတ်မှန်ပဲရှိမာလဲလေအခုတော့ငွေငန်းလဲထီချံနှစ်ဦးကီတလက်ဆောင်နေလဲဝေး